ဒီနေ့မှာတော့လူဘဝမှာမအောင်မြင်ခင်မှာကြုံတွေ့ရမယ်အကြောင်းအရာတွေနဲ့အောင်မြင်သွားပြီးရင်ကြုံတွေ့ရမယ်အကြောင်းအရာတွေကိုသူကအသေးစိတ်တော့မဟုတ်ပေမဲ့တော်တော်လေးကိုပြည့်ပြည့်စုံရှင်းပြထားတာဖြစ်တယ်ဒီစာအုပ်ထဲရဖြစ်တယ်တော်တော်လှတာဖြစ်တယ်ဒါကြောင့်မလို့သူတို့ဘယ်လိုမျိုးရှင်းပြထားတယ်ဆိုတာနဲ့သိအောင်ကျွန်တော်တို့တူအဆုံးထိကြည့်လိုက်ကြရအောင် Let's get started. No one wants to support you at the start of your journey, but once they see your success, they all want to be friends again. စာကြောင်းကဒီလောက်ပါပဲဒါကိုကျွန်တော်တို့ပို့ပြီးနေစားဆရာကြီးတွေဆရာမကြီးတွေနဲ့အတွေ့အကြုံပညာရှင်တွေကပို့ပြီးသဘောပေါက်ကြပါတယ်အောင်မြင်နေတဲ့လူတွေမအောင်မြင်သေးတဲ့လူတွေနဲ့အောင်မြင်ကြိုးစားနေတဲ့ပို့တည်ပါတယ်ဒီအကြောင်းကိုကျွန်တော်ပုံမှန်လည်းရေးပြထားပါမယ်ဖတ်ပြီးတော့ဘာသာပြန်ကြည့်လို့လည်းရပါတယ်သူကဘာကို sharing လုပ်ပြီးထားလဲဆိုတော့ no one wants to support you at the start of your journey မင်းရဲ့ခီးလန်းအစမှာတော့ဘယ်သူမှမင်းကိုတယောက်မှမင်းကို supporting လုပ်ပေးမဲ့လူမရှိဘူးထောက်ပံ့ပေးမဲ့လူတယောက်မှမရှိဘူးတဲ့ဟုတ်လားတယောက်မှမထောက်ပံ့ပေးချင်ဘူး but ဒါပေမဲ့ once they see your success မင်းရဲ့အောင်မြင်မှုတွေတွေ့သွားတဲ့အချိန်လာဒီအောင်မြင်မှုတွေ success ဆိုအောင်မြင်မှုတွေတွေ့သွားတဲ့အချိန်ကြာရင်တော့တွေ့တဲ့အခါကျ they all want to be friends again သူတို့ပြန်ပြီးတော့တကယ်ချင်းတွေဖြစ်ချင်ကြတယ်အားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့မင်းခီလန်မင်းစကြိုးစားတဲ့ခီလန်တစ်လျှောက်လုံးမှာစကြိုးစားတဲ့အချိန်မှာတော့မင်းကိုဘယ်သူမှမကူညီကြဘူးတဲ့တရားမကူညီကြဘူးဒါပေမဲ့အောင်မြင်မှုကိုမြင်သွားတဲ့အချိန်မှာသူတို့ကဘာဖြစ်တာလဲသူတို့ကမင်းရဲ့တင်ငယ်ချင်းတွေပြန်ဖြစ်ချင်ကြတယ်ဆိုတဲ့အကြောင်းကိုပြောထားတာဒါကကျွန်တော်တို့လူဘဝမှာဖြစ်တဲ့အရာတွေပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အောင်မြင်အောင်ကြိုးစားနေတဲ့အတော်တွင်မှာဘယ်သူမှမကူညီဘူးဆိုရင်လည်းကျွန်တော်တို့ဘာမှအားငယ်စရာမလိုဘူးဒါဟာသဘာဝပဲဖြစ်တယ်ကျွန်တော်ပဲကြိုးစားမှာခင်ဗျားပဲကြိုးစားမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကြိုးစားမှုတွေအချိန်မှာဘသူရဲ့အကူအညီကိုမှလုံးဝမမျှော်လင့်လိုက်ပါနဲ့ဟုတ်လားဒါပေမဲ့ကျွန်တော်တင်ငယ်ချင်းတွေကတော့ကူညီကြပါတယ်အဲ့ဒီလိုမျိုးတင်ငယ်ချင်းတွေနဲ့ပိုက်ဆိုင်ကြပါစေလို့ကျွန်တော်ဆုကောင်းတောင်းပေးပါတယ်ဒါကြောင့်မလို့ဒီစာသားတွေကိုအဆုံးထိကြည့်ပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီကနေပဲသင်ခန်းစာတည်ရလိမ့်မယ်လို့မျှော်လင့်မယ်နောက်ထပ်မှဒီထက်ပိုကောင်းတဲ့ဗီဒီယိုနဲ့တူပြန်လာခဲ့အောင် I love you all see you in my next video bye bye